တကယ်လို့သင်တို့သာတစ်ချိန်လုံး weight တွေချဖို့လှုပ်လိုက် weight တွေကျသွားလိုက် weight တွေအများကြီးနင်းကနေပြန်တက်လိုက်ကြားလိုက်တက်လိုက်ကြားလိုက်တက်လိုက်နဲ့တက်လုံးနေပါလှုပ်လာခဲ့ပြီးတော့အခုကိုဝင်ရဖို့လှုပ်နေတယ်ကိုဝင်ရဖို့လည်းခက်ခဲနေတယ်ဆိုရင်ဒါလေးကြည့်ပေးပါကျမအလုပ်မှာအမျိုးသမီးတွေ weight ချဖို့လှုပ်နေတဲ့အမျိုးသမီးတွေအများကြီးနဲ့ကြုံတွေ့ရပါတယ်သူတို့ weight ချဖို့နည်းမျိုးစုံတွေသုံးဘူးတယ် weight တွေလည်းမကျဘူးမဟုတ်ကျသွားတယ်ဒါပေမဲ့လို့ရေရှည်ခံလားဆိုလည်းမခံဘူးပြန်တက်တယ်အဲ့တော့နောက်တစ်မျိုးပြန်သုံးကြတယ်နာမည်ကြီး weight ကျတယ်ဆိုရဲမှဟာမှန်သမျှအကုန်လုပ်ဖူးကြတယ်နော်အဲ့တော့တက်လိုက်ကြလိုက်တက်လိုက်ကြလိုက်နေဖြစ်နေကြတယ်အဲ့တော့အဲ့ဒါကနောက်ပိုင်းကျလို့ရှိရင်ခက်လာတယ်ဘာလို့ဆိုခန္ဓာကိုယ်မောလာပြီ weight တွေကျသွားတဲ့အခါကြွက်သားတွေလျော့သွားတယ်နောက်ခါကျမတို့ရဲ့ basal metabolic rate အဲ့ဒါကလည်းဒီခန္ဓာကိုယ်စွမ်းအင်ချက်တဲ့နှုန်းတွေကလည်းကျသွားတယ်ဘာလို့ဆို weight ကျသွားတယ်ဆိုတော့ तू အဲ့လောက်မလိုတော့ဘူးလေအဲ့တော့ကျသွားတယ်အဲ့တော့ stress တွေပြီလာတယ်ဆိုတော့ तू ကနောက်တစ်ခါကျရင်ဟာငါတော့အငတ်ခံရတော့မှာပဲဆိုပြီးတော့ तू ကဒီ weight ကိုပိုတော့ hold on လုပ်ထားတယ်ပိုတော့တင်းကျပ်စွာဖက်တွယ်ထားတယ်အဲ့တော့ weight ကျဖို့ကထက်ခက်ပြန်ရောအဲ့လိုနဲ့ပဲဒီမျိုးသမီးတွေကတက်လိုက်ကြလိုက်တက်လိုက်ကြလိုက်တန်တရားထဲမှာလဲနေကြတယ်ကျမစီမှာအခုလက်တွဲလုပ်နေတဲ့ client တယောက်ရှိတယ်သူကကျမကိုပြောတယ်သူ10လအတွင်းမှာသူကလေးစ try လုပ်ချင်တယ်သူရဲ့ weight ကတော်တော်များပါတယ်နော်သူ weight ကတော်တော်များတယ်အဲ့ဒီအတွက်ကြောင့်ကျမကသူ့ကို structure လေးတစ်ခုလုပ်ပေးတယ်သူလည်းသဘောတူတယ်ဘာလဲဆိုတော့ဟုတ်ပြီငါတို့ပထမ phase နော်ပထမအပိုင်းအနေနဲ့weight ချဖို့လုပ်ကြမယ် actively weight ချကြမယ်အဲ့တော့ဒါမှလည်းသူ calorie သူခန္ဓာကိုယ်နဲ့လိုက်တဲ့ calorie เนาะဟိုမဟုတ်ရန်တရား calorie နည်းနည်းလေးစားပြီးတော့မဟုတ်ဘူး safe ဖြစ်တဲ့ calorie နှုန်းနဲ့ကျမတို့သွားတယ်အဲ့ဒါကို9လလောက်လုပ်မယ်အဲ့ဒါပြီးလို့ရှိရင်နောက်ထပ်3လကကျမတို့ maintenance phase maintenance ဆိုတာဒီအဲ့လောက်ကျသွားတဲ့ weight မှာပဲနေပြီးတော့ဒီ weight မှာပဲကျမတို့ဆက်ပြီးတော့ထိန်းနိုင်အောင်အဓိက weight မထိန်းကြနိုင်တာပြဿနာလေးဟုတ်တယ်မလား switch ချလိုက်ပြီးလို့ရှိရင်ရိုးပြန်သွားတဲ့ခါကျရင် weight မထိန်းနိုင်မှပြန်တက်ကြအဲ့လိုမဟုတ်ဘဲနဲ့ weight ထိန်းနိုင်အောင်လုပ်မယ်အဲ့ဒါပြီးတော့မှကျမတို့ကိုဝင်ယူဖို့အတွက်ကိုအဲ့အချိန်မှာကျမတို့စ prepare လုပ်မယ်เนาะအဲ့လိုမျိုး तू အချိန်ယူပြီးတော့ကျမစီလာတဲ့အတွက်ကျမတို့အခုတူတူလုပ်နေကြပါတယ်ကိုဝင်ရဖို့အတွက်ကောင်းမွန်မှုရလက်တွေရဖို့ကို weight များနေတဲ့လူတွေအနေနဲ့ weight ကိုအများဆုံးနည်းနဲ့ခါအများဆုံးချဖို့မဟုတ်ဘူးအဓိက balance ဖြစ်ဖို့လိုတယ်เนาะကို safe ဖြစ်ဖို့လိုတယ်သိပ္ပံပညာတွေးရှိချက်တွေအရကိုကဘယ် weight ကပဲလာစီကိုရှိတဲ့ original weight ရဲ့900ခိုင်နှုန်းကနေ1000ခိုင်နှုန်းလောက်ကျသွားတယ်ဆိုရင်ပဲကျမတို့ရဲ့မျိုးဥကြွေတာတွေတိုးတက်လာတယ်ဟော်မုန်းတွေတိုးတက်လာတယ်အဲ့ဒါကြောင့်မို့ခလေးရနိုင်မှုအခွင့်အလမ်းတွေပိုတိုးတက်လာတယ်ကိုက weight ချဖို့လည်းလုပ်နေတယ်ခက်ခဲနေရဆိုလို့ရှိရင်လွယ်ကူကူလေးတွေနဲ့စပါအဲ့ဒါကဘာတွေလဲဆိုတော့အစာအုံးမှန်စားမယ်နော်အငတ်ခံမှုမဟုတ်ဘူးနော် weight ချရဲဆိုတော့အစာအုံးမှန်စားမယ်အာဟာရဖြစ်တာတွေစားမယ်ကိုစားတဲ့ပကံရဲ့တစ်ဝက်ကအသီးရွက်တွေနဲ့ဖြစ်ရမယ်ကိုစားတဲ့အနက်တိုင်းမနက်စာနေ့လယ်စာညစာတိုင်းကအသားဓာတ်တွေပါရမယ်အမြင်ဓာတ်တွေပါရမယ်အဲ့တော့ကျမတို့က consistency မြဲတမ်းလှုပ်ဆောင်နိုင်မှုဖြည်းဖြည်းနဲ့မှန်လှုပ်ဆောင်နိုင်မှုเนาะပြက်မကွက်လှုပ်ဆောင်နိုင်မှုကိုကျမတို့စူးစမ်းနေရဖြစ်တယ်ကိုမနိုင်တာတွေလုပ်တယ်ဆိုလို့ရှိရင်ကိုက guilty ဖြစ်မယ်ငါကမလုပ်နိုင်ဘူးငါကိုကအပြစ်တင်မယ်အဲ့လိုမျိုးတွေနဲ့စိတ်တွေမကောင်းဖြစ်ပြီးတော့လုပ်နေဖို့မဟုတ်ဘူးเนาะကျမပေးခြင်းတဲ့ message က quick fix เนาะလွယ်နဲ့မြန်နဲ့ရတဲ့ရလက်တွေကိုပဲလိုက်နေရမှာမဟုတ်ဘဲနဲ့ကိုနဲ့တင့်တော်တဲ့ဟာကိုပဲကိုခန္ဓာကိုတယောက်နဲ့တယောက်နဲ့မတူကြဘူးလေเนาะအဲ့တော့ကိုအတွက်တင့်တော်တဲ့ဟာကိုပဲလုပ်ပါเนาะဖြည်းဖြည်းနဲ့မှန်လုပ်ကြပါဝေးချရဲဆိုတဲ့ဟာအစာငတ်ခံပြီးတော့အာဟာရတွေမရှိလို့မရဘူးเนาะအဲ့တော့အာဟာရတွေပြည့်စုံအောင်လုပ်ရမယ်အဲ့ဒါမှခန္ဓာကိုယ်ကလည်းဒီ weight ချတဲ့ process ကို तू trust လုပ်မှာမဟုတ်ရင် तू အရင်ကလုပ်ခဲ့တယ်လို့ငါ့ကိုငါခံတော့မှာပဲဆိုပြီးတော့ဖြစ်နေလို့မရဘူးမျိုးဦးနဲ့ sperm နဲ့တွေ့ပြီးတော့ဖြစ်သွားတယ်ဆိုတော့ဒီ baby လေးကဒီအာဟာရပြည့်စုံနေတဲ့အိမ်ထဲမှာ तू နေချင်ပါလေမဟုတ်လို့ရှိရင် तू ခမနေစရာအာဟာရတွေကလည်းမပြည့်စုံဖြစ်နေမှာလေเนาะအဲ့တော့အဲ့ဒါလေးကိုသတိထားပေးပါလို့ပြောချင်တာပါကျွန်မကဝေဆန်းဒီပါ Australia ကအာဟာရပညာရှင်ဖြစ်ပါတယ်အမျိုးသမီးတွေအထူးသဖြင့်30ကျော်40ကျော်အမျိုးသမီးတွေကိုဝင်ရဖို့ဖြစ်စင်မှာအာဟာရနဲ့ဘလို့တိုးတက်ကောင်းမွန်အောင်လုပ်ရမလဲဆိုတာသင်ကြားပေးရလို့ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် see you next time